အားလုံးပဲမင်္ဂလာပါ Tested Vlog ကနေကြိုဆိုပါရစေဒီနေ့တော့အိမ်မှာထမင်းမိတ်စီမင်းဟင်းလေးတွေချက်ထားပါတယ်ဒါလေးကတော့ညှစ်ချင်ဆက်ပြောင်းဘူးကြော်မကြီးကြီးစိမ့်ကြော်ပဲဟင်းကြိုကိုပဲကြကြလေးနဲ့ပေးချချက်ထားတာပါအဲ့ဒါလေးနဲ့ထမင်းစားမှာပဲဖြစ်ပါတယ်ပဲဟင်းလေးနဲ့မကြီးကြီးကြော်လေးကိုအခုထမင်းပူလေးနဲ့တွဲစားတဲ့အခါအရန်ကိုရတာရှိတာပဲလိုက်ဖက်တယ်ပေါ့နော်မြင့်ချင်ချက်လေးကပြင်းတက်လေးဆိုတော့သမီးကိုမင်းသေးတယ်ကျောင်းမှုတော်လေးရတယ်ခြူပြီးနုညံ့နေတာပဲဒီနေ့စားပြတဲ့ဟင်းလေးတွေနဲ့စားတာထမင်းအရန်မိန်တာပဲပကံအောင်ပြောင်းသွားပြီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like and follow နဲ့ share လေးလုပ်ပေးကြဖို့မေ့ကြပါနဲ့ဦးเนาะနောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်